ကျင့်လိုက်တော့သာသနာဖျားခဲတဲ့တိုင်လို့တော့ဖျားလူချင်းနဲ့စိတ်နဲ့ညာသူညှောက်သူသေးလားမသူတော့ဘူးဒုက္ခဝေဒနာနဲ့ရင်ဆိုင်တော့ဆင်းရဲတာရှိသေးလားအဲ့ဒါဘုရားပြောတာပဲဘယ်လိုပေါ့ဝိပဿနာပုံနဲ့သောတာပန်ပုဂ္ဂိုလ်များမှလည်းသိခံနေများတယ်လွတ်တာအဲ့ဒါမှမလွတ်သေးဘူးဆိုရင်ဘာရင်းပြောနေပြောအန္တပါလာပုရုဇဉ်မရှိသေးတယ်နော်နာလာနဲ့သောတာပန်ဖြစ်တဲ့ဟိုကသောတာပန်ဖြစ်တဲ့အဲ့လိုချုပ်ချုပ်ပြောကြတယ်ဘုရားအဲ့လိုပြောကြပြီးတော့ဘုရားဒီလိုဟောတာတော့ထဲမတက်ဘူးကိုယ့်ရဲ့ခန္ဓာကိုဒုက္ခနဲ့တွေ့လာလို့ရှိရင်အခုယောဂီတို့မဟာပင်အောင်ပါပြီသိသိကြဘူးဘုဒ္ဓကလောကဓမ္မိစိတ်တံယတံနဂမတိအာသောကဝိရဇံခေမံဣတံမနာဟုတမအရိယသူတော်ကောင်းတို့သည်ဘုဒ္ဓကအတွင်းအကျင့်လောကဓာတ်နဲ့ရင်ဆိုင်ရသည်ရှိတော့စိတ်နဲ့တွေ့ထရသည်ရှိတော့အရိယသူတော်ကောင်းတို့သည်နာဂမတိမတုံလို့ဘူးအာသောကသိရင်လည်းမရှိဘူးတဲ့ဝိရဇံကြောင်းကြရင်လည်းမရှိခေမံဆင်းရဲပင်မရင်လည်းမရှိဘူးအခုမဟာပလင်ကျင့်လိုက်တာပထမမဟာပလင်မအောင်ရတော့တဏှာဒေါသလောဘတွေအဟုံးထမလားဘူးလားအဟုံးထတာအဲ့လိုဟုတ်တာပုထုဇဉ်ဆိုကြီးပုထုဇဉ်ဆိုတာအဲ့လိုဖြစ်လာရင်ဘလို့သက်သာအောင်လုပ်လဲကြွမယ်လားမမယ်ဆိုတဲ့ကာမချမ်းသာမလိုလားဟုတ်လားတောင်းတာဒါပေမဲ့ပြီးခံပြီးတော့ဆွန့်လိုက်ဆွန့်လိုက်တဲ့အခါကျနောက်ဆုံးတဏှာဟာစိတ်ကိုကိုက်လို့မရဘူးနဲ့သူပြုတ်တဲ့အပယ်လေးပါးမှခံမယ်ဆိုဝိပါကဝတ်တင်နေတယ်ကွာအကုန်ဆွဲပြီးတော့ပြတ်ထားပါဒီဝိပဿနာကိုသူသိသိထားလို့ခံပြီးသားလို့ဒီဝိပဿနာကိုလည်းသူပဲဆွန့်လို့ပြတ်ထားတာမက်ကတဏှာကိုစောင့်ရှုပြီးတော့သုံးလို့ပြီးတော့စောင့်ကြည့်လိုက်တဲ့အခါကျတော့တဏှာဟာခန္ဓာမှာနေရာမရတော့ဘုံသောရင်ကြာသွားပြီးတော့နောက်တော့အေးပြီးတာပြီးတော့အောက်ကဒုက္ခတာရှိတယ်ဒေါသလို့လောဘလို့ရှိသေးလားတုံလို့သေးလားစိုးရင်မှုရှိသေးလားကြောင်းကြမှုရှိသေးလားအိမ်မစင်းမှုရှိသေးလားအဲ့တော့မင်္ဂလာတရားနဲ့ညီမသွားဘူးလားဩမင်္ဂလာတရားနဲ့ညီအဲ့ဒါကြောင့်သုံးဆရာတော်ကြီးကမခန္ဓာမှန်ပါပြီဒီတရားနော်ယဟန်နိုင်ပြောရတယ်တကားမခန္ဓာမှန်ပါပြီဒီတရားခန္ဓာအောင်ခံသံဃာကျော်မျောကြများခန္ဓာအောင်လှည့်ပဲလှုပ်ပြင်မှရှိနေတယ်ဆိုခန္ဓာအောင်လိုက်လို့နေမှာမဟုတ်လားအဲ့ဒါဆိုရင်သံဃာလွတ်ပါမလားအဲ့လိုဆိုဦးဇင်းတို့တရားနှင်းစေတဲ့တရားလားသံဃာမှလွတ်အောင်ယုံတာလားပေါ့ဒါပေမဲ့ဒါတဏှာကိုဖော်ထုတ်လိုက်တာမဟုတ်လားဝေဒနာဖွေးရှားမတတ်သေကာမမြတ်ဖြစ်လိမ့်မယ်ဝေဒနာဖွေးရှားတတ်မှသေကာမြတ်ဖြစ်လိမ့်မယ်ဆုံးဆရာတော်ကြီးကဝေဒနာဖွေးရှားတဲ့ကြမ်းကြမ်းဖန်ဖန်ကိုဘာပလင်ချိတ်ပြီးဖွေးရှားပြီးတော့မထိုင်ရဘူးလားတမင်းကအနာခံလေးကျင်လာတဏှာပေါ်ထုတ်တာလားအဲ့တော့အရင်တော့ဝေဒနာတော့ကတဏှာဘုံလာပဲနဲ့ငယ်သားလောက်ကြီးလွတ်နေတာတကောင်ကြွားနေနောက်ကတဏှာငယ်သားလွတ်လိုက်တော့လာတောင်းတဲ့တဏှာထုံးတယ်လို့ရှိတယ်လားပထမတရင်နာဝိသမဏမှာမရှိခဲ့အခုမဟာပလင်လေးချိတ်ကငယ်သားနဲ့မြတော့တဏှာဘိုးတက်မလာဘူးလားတရားဘုံပညာဘုံနဲ့တဏှာဘုံနဲ့တိုက်တာနောက်ဆုံးတရားပညာနဲ့သိခံခြင်းစွန့်လို့ခြင်းခွင့်လို့ခြင်းတဲ့မြတ်စွာဘုရားဟောတဲ့နော်သာကောစွန့်လို့လိုက်ပါပဋိနိစ္စကောဝိအောင်စွန့်မှာမုဒ္ဒိလွတ်အောင်နေပါတော့သာကောစွန့်လို့ပါဆိုသိမခံမနဲ့စွန့်လို့ရပါမလားအဲ့တော့နိဗ္ဗာန်ရောက်ကြောင်းအကျင့်ဒီပါခြင်းလေသိခံတဲ့အကျင့်စွန့်လို့တဲ့အကျင့်စွန့်လို့ဆရာမရှိအောင်စွန့်လို့တာလိုက်ရောခြင်းနဲ့တဏှာလောက်ပါပြီးမှမပါရှိပါလို့တောင်းခံတာကိုလိုက်ရောတာတွေကိုဘာလို့ရမလဲစွန့်လို့တာစိတ်မှတဏှာကတ်လို့မရအောင်စွန့်လို့ဆရာမရှိအောင်အကုန်စွန့်လို့လိုက်တော့တဏှာခန္ဓာမှာတည်လို့ရသေးလားအဲ့တော့တဏှာလွတ်တဲ့သိက္ခာရမလားဟုတ်လားတဏှာလွတ်တော့နိရောဓနိဗ္ဗာန်တန်တန်ကြီးသက်ဆိုတော့ယံပရံခြင်းနိဗ္ဗာန်ကိုအာတိတိဣဒ္ဓတော့အောက်ကဓာလေးပါးကြီးမဟာဝိကြီးထိတ်တာပဲနဲ့အဘောကအေးပြီးတော့ငင်းပြတက်ကလေးအတုံးလို့သေးလားမတုံးလို့တန်တန်ကြီးသက်ဆိုတော့ယံပရံခြင်းနိဗ္ဗာန်ကိုအာတိတိတံပရံထုံနိဗ္ဗာန်ကိုဘိဓမေကဉာဏ်ပြည့်မြတ်မောက်ပြီလို့တော့ဒီကရဏီကကျင့်ရမယ်ဘယ်လိုကျင့်ရမလဲသက်ကောအသက်နဲ့ခန္ဓာကိုမငဲ့ကောပဲကြည်ရည်လေအာသာဖြစ်ရရင်မဟာပလင်ဟိတာသိသေးလားမသိပါဘူးဒီနေ့တေအောင်တတ်တဲ့တပ်ပွဲကြမှာလက်ခင်းမြောက်ခြင်းမှာလေဒူးလေးကြွခြင်းမှာလေဟိုဟာလေးလှုပ်ပြီးပါအောင်နဲ့တောင်းခံတာသိမခံနိုင်ဘူးအခုတည်းကသေမပြင်ဆင်လို့မရဘူးကောင်းလို့မရကျဉ်းကျဉ်းမာမာလေးကနော်တကယ်သေပြီးပြင်ဆင်ရမယ်တကမှွေမဲ့တဏှာကိုမသိရင်ကျမ်းမာလို့မရပေါ်တော့ပြီးသားတော့နောက်ဆုံးအေးမသွားဘူးအေးသွားအောင်လုပ်တာရင်းစေတာမဟုတ်ဘူးနော်မဟုတ်ဆရာတော်ကြီးကလည်းမေးရှိပါတယ်ခန္ဓာရှိတဲ့လူတိုင်းခံစားရမယ်ဝေဒနာတွေကိုကြောက်အောင်ရှုကြမမိမလေးတော့နေကြမဟုတ်ဆရာတော်ကြီးကဘာအောင်ရှုတိုင်းမှာလဲဝေဒနာကိုရှုပါဒါလေးကဖောက်ပြတဲ့ဒုက္ခဝေဒနာအစအလယ်ဆုံးကြောင့်ဖြစ်လာမယ်သဘောတရားတွေနံဖြစ်ပြဆုံးအောင်ရှုပါဆိုတော့အခုပြောတော့သိရင်တော့ပြောကြတာပေါ့အခုကျင့်တော့ဒါပဲမဟုတ်ဘူးလား
အရိယာတို့ကဘယ်နှမျိုးရှိတယ်တစ်မျိုးပဲရှိတာပဲဒီသံဃမထမ်းမှာဒီသံဃမထမ်းရဲ့ဖြစ်ဖြစ်ဒီဘေဝံပြုဖြစ်လာတယ်